ထားတည်းဗျမပိနဲ့3 သိန်းနဲ့အောင်ပြီဖင်းရောလာချပါပြီတခါတည်းရှုပ်တယ်ကောင်းလား But we're back into me Ramon. This time the flight path seems to be the name tag exists. Now I know it's him. But anyway, Brick will now know. ဘို့ကြားစီဝယ်ပေးမဲ့စပွန်ဆာရောတဲ့အားရောရေးဟာငါ့ကိုရှောက်ပြောနေတာဒါပေမဲ့အဟုတ်ထင်တယ်တကယ်တိလားမင်းတို့မျိုးယုံနေအောင်ကြီးအားကြောင့်ပုံမှန်အစိမ်းလေးနဲ့လောက်လို့ရရင်တော့ကျွန်တော်အတိလေးလောက်ခိုင်းရတာဟုတ်လား But if they do select run go. Wow. အဲ့ဆိုတော့တော်ရင်လည်းမဆိုးပါနော်စံလေးပါလေးဝင်တာဒီကျူပါလေအဓိကယူရချက်ကတော့လက်ရှိယူကျရတယ်ကိုတော့ push နေတာဒီတစ်နှစ်အတွက်ကတော့ subscriber အနည်းဆုံး9000 6000 9000လောက်ရအောင်တော့ push နေတာအဲ့လိုခြာနေတယ်အများကြီးရှိနေတာလုံးချင်လုံးလို့ရတယ်တကယ်ဒီလားကိုကလည်းနေလားအဲ့လောက်ထိဘာလို့လဲမသိငါ့ဟောလည်းတခါလေကြာရင်အပြေးမပါလုံးချင်လုံးလို့ရတယ်အများကြီး Alter Ego is just playing catch up to Rosemary right now. He got knocked. Oh. Hopefully he didn't expect Kim to be on top of him. And Rosemary goes out. The first player Coach ofပြန် Alter လုပ် Ego လေ to be eliminated. လုံးလိုက်လို့ရတယ် Not officially ဟောတော့ coach တို့ analyze တို့မြန်မာသင်းတွေ3-4သိန်းလောက်ကောက်လုပ်လိုက်လို့ရတယ်တသိန်းဘယ်လောက်ဆိုပြီးတော့တလား Alba in ငွေဝင်တယ်ဗောနော် and Alba gets out a boy. လုံးလိုက်လို့ရတယ်လုံးချင်တော့လေ Their point. sorry ပါ There's going to be a lot of cancelling each other out. And DCV gets the circle. အစိမ်းရောနေရရှိကျွန်တော်မှာဟုတ်ကဲ့ပါဗလာတိုင်းလိုရင်ပြောမယ်နော်ဗလာ Came from Haley Esports. And Dap took out Wonti. No follow up yet onto Sakura. Okay, there you go. Ah, but at the same time, Dap just got gunned ခြို down က်ဝေးပြီးတယောက်တော့ by Hoover. DH လုံးဝထိန်းထားတယ်နေတီโอเคနေ9လုံးချစ်ရအောင်ဒီနေတီမိုလိုတော့စပြီးတော့ဝင်လာပြီ Now they have the chance to ဘောအနေနဲ့ကျွန်တော်လမ်ဘိုပြန်ပြီးတော့ backup ပေးမှရမယ် high ground နဲ့ရတာဇုံနဲ့ရတာ DH တွေဒီ VP နဲ့ battle ဆိုင်မယ်ဆိုရင်တော့ဝင်လာမဲ့ဧည့်သည်တွေမနှဲဘူးနော်မနှဲဘူးနော်တိုက်တို့ oh my god ပြီးလိုက်ရပြီ okay VP ဒီနောက်မှာ3ယောက်ကျန်နေသေးတယ်DH လဲကျွန်တော်ပြန်ပြီးထွက်ဖို့တော့ Red Bull Lambo တော့ရအောင်ပြစ်ချမလားပဲကျွန်တော်ကြည့်ရတော့ Lambo ကားပင်းကွင်းပြီးပြီနော်အထီတာနေနော်ဟောကြီးကတိလေးဟောလွတ်သွားလေး Samanko. လုပ်ပြီးလို့မရလုတ်ချင်ပါနော် You want to see him in action, hopefully later. Oh, Richard. let's go arena ဒီဘက်ချမ်းမှာတော့ Hey တွေ Richard ကောင်တော့အဆုံးတက်ထားနောက်တစ်ယောက်ပြသွားပြန်ပြီ Hey လေ Hopefully we get an answer later, but now we get an answer with Tariq is actually playing just to be knocked out. And Reza gets a double knockdown. And Glue Squad now only has one active player left. The other one player is on the အဲ့ outside. ထိဆုံးအသင်းတွေအားလုံးကြံနေရပါတော့စာကနေနဲ့ K Saga straight 3မှာ Empire 3 man DH 3 man ပြန်ပြီး survive ဖြစ်သွားပြီကျွန်တော်ဒီ Rambo တို့လည်းကျွန်တော်လွတ်သွားပြီလို့ပဲပြောရမယ်ဗျ Arena တော့2ယောက်ပဲကျန်တော့တယ် ဆုံးရလဲကျွန်တော်ဒီဘက်လမ်းပေါ်ပဲပြန်ပြီးပေးဖို့များတယ်ဟုတ်လားကျွန်တော်ပွဲကတော့လာနေပြီဒီဘက်ကွန်မမော်လေး GLU နဲ့ကျွန်တော် White Indonesia နှစ်သင်းဖြုတ်နေပြီတကယ်တော့ Indonesia တင်းချင်းတွေလည်းတုတ်ချက်ပဲ AU ကထပ်ရောက်လာပြီဒါ3သင်းနဲ့ Cleaning up crews. Yeah, Noel's down to only 5% of HP left. Snape straight away get knocked down, but Noel! He managed to clutch things off. ဟိုဒီလိုထပ်ပြီးပေးလိုက်ရ AU ဘက်ကလည်းကျွန်တော်ဒီဘက် Snake တယောက်လည်းထပ်မှန်ပြီးပေးအာကျူပါထပ်ရောက်လာဒီနောက်မှာ Indo ရဲ့4သင်းကောင်းလဲဟဲ့လို့အဲ regional point ကြ fight ကြ He's not feeling ဗီဒီယာကျန်နေပဲရအောင်ဗီဒီယာပါလာမှာဒီနာ But anyway, we can think of it as okay, he denied away the point. Okay, fine. If you're gonna think of it that way, that's okay too. နောက်ကျရင်ပြေးပေါ်တဲ့ coach ရှိလာမယ်ဆိုတော့ Smile က coach လုံးမလို့လား Noel and Voxy. Smile လုံးဆရာမလို့သေးပါဘူး Smile က player လုံးလို့ရတယ်ငယ်လေးတွေ Smile က coach တွေပါလေတော့လုံးထားတဲ့ဆိုင် player လောက်တာမှတူတူပိုဝင်လေးကောင်းတယ် They will Really? charge in when these two start to လို့ fight. လေးပါ Smile တော့နောက်နားဝါးတဲ့ချိန်ကျမှလုံးလေရတယ်ဗောနော် All the death box, all those boxes is on analyze the ground. analyze နဲ့ coach တွေပါကွာလဲ He's ကွာ on တော့ the second floor. He needs to get down. ကွာတော့ဗော
barely got enough when it comes to his ammunition, but the nade will force him out anyhow. Noel going back in. ကျွန်တော်အာဂျူကတော့တောက်ရှော့ဒီ best တက်ကအတင်းနေအင်ဒိုနီးရှားအတင်းနေပဲပြန်ပြီးတော့ထိန်းချောင်းနေဗျအေးကတော့တေးကြတယ်ကျွန်တော်ဒီနားနေထွက်လို့မရတော့ဘူးပေါ့နော်ကျွန်တော်အပြတ်ပဲ site နဲ့ GLU ပါတခါတည်းအစုံတက်ထားပြီး၄မှတ်ထပ်ပြီးတော့ကျွန်တော်ယာထားတယ်လို့ပဲပြောမယ်ဗျကျွန်တော်ဒီဘက် chance stage 4မှာအတင်းနေနဲ့3သင်းကျွန်တော်ပြတ်သွားပြီပဲဖြစ်ပါတယ် But managed to eliminate the owner of the boss of that It's 10 organization. points. Have not just 10 points. Then the Orcs Oh. will have to include them in their next ဒီနောက်မှာတစ်ကောင်ရှိနေမော်မသိဘူးပေးလိုက်ရပြီ Ah, round. They has to စောက်ကျင်တော့ force ပြောလိုက် the ဖို့ rest of the team to ပြီးတော့ညကြရင်ခေါ်ပေါင်းစော့မယ်ဆိုရပြီ Can actually try to steal that အဲ့လို chicken ပြောလိုက်ရ at last minute. Origin did it before. Can he do it? But for Red Bull, they're also shutting out on Champion DH ပဲတပြားမလျှော့ဖြစ်နိုင်ရနော်ဒါပေမဲ့အဲ့ကွန်မောင်းတစ်ဖန်လောက်ရတဲ့အချိန်ပဲတစ်ချက်ကြည့်ရအောင်အာဂျူကတေချောင်းဝင်လာပါတယ်လားအာဂျူက going against လေးကောင်ဖြစ်နေပြီအာဂျူက best တက်ကအသိမဲ့အဓိကထိန်းနေတော့မယ်ပေါ့နော်အနောက်ကအသိနေလုံးဝမထားသေးဘူးဟောတော့ hey ပြန်ပြီးတော့ defend လုပ်နေ MG8 ထိုင်းနဲ့တင်းကြော်တွေ့နေပါနော် MH နဲ့ hey နဲ့ so far, ဟောတော့ 1v1 မှာလည်းထပ်ပြီးတော့ကျွန်တော် not တည်း oh my god နောက်ဆုံးတစ်ယောက်ပဲကြာမယ်တင်နေ hey ကဟုတ်တယ် 1v1 ဖြစ်သွားပြီဘေးမှာအာဂျူကလာပြီး join နေပြီပေါ့နော် မ carry smoke တွေပြန်ပြီးခင်းထားတယ်နေတလုံးတော့ထပ်ပြီးတော့ဝင်လာပြီဒီနေ့က damage 50ထပ်ပြီးတော့ထိထားတယ်ထောက်တဲ့နေတလုံးကြော်သွားပြီအော် shot တော့ push လာပြီကျွန်တော် Nafako တို့ကျွန်တော် Lava တို့ဒီဘက်ချားနေပဲအဆုံးသတ်ပေးလိုက်ပြီဆိုတော့ကျွန်တော်ပြတ်သွားပြီပဲဖြစ်ပါတယ်ဗျနောက်ဆုံး heal လဲကျွန်တော်3 top တယောက်ပဲချက်တော့မယ် for Hill as well as he is the solo survivor for Hill right now. At least they score over 100 points for the အကောင်တော့ပါခေါ်နိုင်တော့ DH အတွက်ကောင်းတယ်ဆိုပေမဲ့ပြီးသွားပါပြီ 7k နဲ့ RG ကတော့ဆော့ရပြီးမပြောဘူးပေါ့နော် PDR နောက်တော့ရောက်လာ Day Secret map point လေးရောက်အောင်မလား Day Secret ရှစ်မှတ်တောင်လိုသေးတယ်နော်တကောင်နဲ့ဝိုင်းတီးနေတယ်မကြည့်ဘူးပြီးသွားပြီကျွန်တော်ရှင်းပြရင်တော့ PDR ဒီနောက်မှာ separate လောက်ထားတာဗျတယောက်တည်းပဲဒီမှာအနောက်ကိုကြည့်တာပြီနော်တယောက်က okay. ကြည့်တာပြီတဲ့လူကတော့ပြတ်သွားပြီအကုန်လုံးဝိုင်းဖြတ်ထားတယ် Day Secret ၄ယောက် Now Team Secret. ဝိုင်း But Team Secret, oh wait, win, got GK. Team Flash now coming in. Of course, they want to Là vậy qualify rồi. themselves as well. They will be eligible for match point. တော့တယောက်တော့ not သွားပြီကျွန်တော် Day Secret All they need to do is GK to wipe the မှာဆိုတော့ flag က top C လာပြီးတော့ fresher ပေးနေဒီနေ့ကပါသွားပြီဗျ okay 3ယောက်ပဲကျန်မယ် Day Secret PDR တော့အခြေအနေပြန်ကောင်းသွားပြီလို့တော့ပြောလို့ရတယ်ဗောနော် 8 point to the warehouse, but need to get Yo. very closely, very silent. လမ်းဘိုးကြီးကဥမာကလောက်ပေါ်မှာငိုးတို့တိုင်း But the Blues will start to clip. ကြားဝိုင်လာမလို့ခြေတန်း Oh, he can spot Lamborghini, but he cannot open fire yet. နေ3လို့ Don't toss the nade. Nobody knows where you are or who you are right now. Porigin, he got a great line of sight. Did Porigin just work? ပါလာချင်း Flying into us as well. Porigin was great trying to finish him off. He Oh, still scores one more, but he needs to smash it. This Allah. just gonna straight away reflect Lambo! and respond. Lamborghini အာရောက်လာရကျူ arena run, they couldn't smash it, but these Avers, this က VV ပဲကြည့်ရတော့မယ်ဆိုရင်တော့ Zara Q-Nex with ဒီ the ကမလွယ်ဘူးဗျ4-2 going all in against them. Oh man, that was crazy. But now, because of that RRQ, No. they found an opening. နှစ်ကောင်တော့တယ် oh my god 3ကောင်တော့တယ် oh my god Make their thirdနောက်တစ်နေ့ကော as well. oh damage ထပ်တယ်ဒီ These Xavier, DH 4-2 defend must. Last player is gonna be Ganyong. Circle easy နော်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  there to finish off ကားနောက်မှာတိတယ်တိကြောက်တရင်ကတိကြောက်ရတာကားနောက်မှာဆိုတော့ heavy damage on the Ganyong. ကောင်းလိုက်တာ4-2 defend And Levi's, both ခေါ်တယ် brothers ပြီး they should be able to do the trick. But အာဂျူကလည်း mirror ကနေလမ်းပြီးတော့ပေးတဲ့ damage တွေရှိသေးတယ် not there. ။အေးမတွေ့ဘူးကားနောက်ကောင်မတွေ့သေးဘူး။ဟောတွေ့သွားပြီတင်တယ်။တွေ့သွားပြီတွေ့ And သွား a bit overtossed by Ganyang as well. Levi, it's all down to him. He got မတွေ့ the ဘူး smoke, but he doesn't know ။ခြေတန်းတော့ကြာပြီ။ Okay nice ။ Okay လမ်းပိုပဲအဆုံးသတ်ပေးလိုက်ပြီသားကြီးတို့ရေ Get one out. ။ကဲစုံလေးကတော့ထပ်ပြီးတော့တိုးခွင်းတော့ရအောင်မလားဆိုတော့လွယ်တော့မလွယ်ဘူး။တလောကလုံးဝိုင်းပြအောင်ပါဗျ It's gonna be Boom as a duo. Boom across the other side of the street. This is gonna be a tough ။ကဲ battle. ဆင်လာပြီ DSD PDR နဲ့ရှက်နဲ့ပြန်ပြီးတော့တခါတည်းဖြတ်ပြီးနောက်ထားတယ်။အော်ဒီတိုင်းယူလို့ကြီးဆင်လိုက်တော့မလောက်ဘူးပေါ့ Yet. Will they bow out early? Teka, malap. again? Oh, and looks like they will. Now, that ။တကယ်တော့အဲ့လိုကြီးလုံးနေ NH ကိုပြင်းမြင်တာတော့ရော တကယ် Vampire Esports, and they will not make a sound. But now these Xavier, they have to ဒီကတော့2ယောက် survive ဖြစ်တယ်ဒီဘက်ကျတော့နေတလုံးလမ်းပေါ်တော့ကြာလာတယ်နေတလုံး Oh my god Levi did save Lamborghini just now. If not, both Nates will be on top of Lamborghini.
smoke က face smoke Directed Boom to just focus on him instead. Vampire see what's going on, but there's also Boom with လက်ကတော့ချင်းနေကောင်းတယ် VB ကတော့စုံပါနေတယ် VB တွေ3ယောက် PD က အလိုက်အနေနဲ့ဆိုရင် flag က4ယောက်ကျန်နေရပါတော့ PD ကလည်း3ယောက်တကယ်ဘုံနေအိမ်နာထဲဝင်သွားပြီလားဟောနေတီထပ်ပြီးတော့ပြန်ဝင်လာတော့ပြန်ပြီးတော့ fresher ပေး DH တွေဆိုတော့ stage 7 Mirren ကနေလည်းကျွန်တော် VB ပေးတဲ့ damage တွေရှိတယ် Lambo ရဲ့ Nate တလုံးနှကောင်တော့တကောင်တော့ okay တကောင်ပဲချမ်းမယ်ဘုံနောက်တဲ့ Nate တွေထပ်ပြီးထည့်ထားတယ်ကွက်တီပဲပြတ်သွားပြီရောင်ရင်ဘုံနေအဲ့အိမ်တွေဝင်နေရာယူလို့ရတယ်နော်အိမ်နာတွေကဇုံနောက်ဆုံးတော့နောက်ဆုံးအဆင့်အဲ့နာနေရာ VB မှန်းလည်းတည်ရယ် Rabu Nate တလုံးလမ်းထည့်ကဲဒီ Nate ကကွက်တီပဲရောင်ရင် let's go ဘန်ဘဲကျော်ဒီဘက်ချမ်းမဆိုရင်တော့ကျော် Rabu စပြီးဖန်တီးပေးနေပြီကဲစပြီးတော့ထွက်လာပြီအနောက်ဘက်ပေးတဲ့ damage BD ကလည်းလာတော့ night နေကျော် 10 flat တွေ VB တော့အရင်လာမဲလို့တော့မရဘူးတိုင်းတို့ရေးတတိတော့ထားမှရပါလား Rabu ရဲ့ Nate တွေရောင်ခြေလက်တွေမပါတယ်ဗောနော်ကျော် Red Face တို့လည်း best တက်နေတဲ့ down shot fresher ပေးနေ BD တွေflat မဲနေတာက VB အနောက်နေ BD လာပြန်လာပြီးတော့ထုပေးနေပြီ down shot ကိုနေလို့တော့မရတော့ဒီနားမှာစုံထဲလည်းမရှိဘူးစုံထဲမပါအောင်ဗောနော်DH ကတော့ချိန်နေကောင်းတယ်တိုင်းနှစ်ကောင်နဲ့ကျန်တယ်ဆိုတော့ငြိမ်နေလုံးဝငြိမ်နေ VV 3ယောက်ကျန်နေတယောက်မှမတော့သေးဘူးတိုင်းတွေဒီတစ်ပွဲနဲ့ပြီးတော့မလားကျွန်တော်ကြည့်ရတော့မယ်တိုင်းတွေ VV ရဲ့ဆဆ DH ပဲဆဆအချိန်နေကောင်းတယ်10 flat နဲ့ VD ကလည်းဒီနောက်မှာအပြတ်ပဲတိုင်းတို့တယောက် no နှစ်ကောင်တော့ထပ်ပြီးဝင်လာတယ် no okay Renzi ကောင်းလိုက်တာ10 flat 4ကောင်တော့ဒီနောက်မှာပဲအဆုံးသက်သွားပြီ BDR တွေ BDR shot 3ဒီဘက်ချမ်းပါဆိုတော့ VB ကျော်မြောက်လာထပ်ပြီးတော့ပျောက်သွားပြီကျော် Federal တို့ဒီမှာဆိုတော့3ယောက်ကျန်နေသေးတယ်တောက်ရှောက် smoke တွေအကုန်လုံးလိုက်ပြီးတော့စစ်နေရပြစာကလေးနဲ့ဒီစုံပြီးတော့ state 9ကိုတော့ရောက်သွားပြီပေါ့နော်လူအင်အားရလဲကျော် BDR 3ယောက်ဖြစ်နေရဒါပေမဲ့ကျော် champion လက်မှတ်ကင်ထားတာလဲ VB နဲ့ VB နဲ့ DH ဘယ်တူရမှာလဲကြည့်ရပြီဖြစ်နိုင်တယ်ဒီတပွဲလေးပြီးသွားနိုင်တယ် BDR ကတပေါက်တည်းဝင်လာမှာဗျမလောက်နဲ့တော့ short ပြီးလိုက်တော့ဒုံ VB လား DH လားစုံကလည်းမပါဘူးဘယ်သူမှမပါလာသားတော့အလေကြီးကိုဝင်ရမှာလမ်းပေါ်တက်ရမှာ BDR ကတော့ VB ဘက်ကိုရွေးလိုက်ပြီးရောက်ရေး VB Refu ဒီတော့မှတော့ state 9ရဲ့ damage တော်တော်လေးထိနေပြီကဲဒီဘက်ချက်မှာ Rasa ပြန်ပြီးတော့နှိပ်တလုံးထဲဖို့ကြိုးစားတယ်ဒီနှိပ်ကအလုတ်ပြစ်သွားမလားနှိပ်ကအလုတ်မပြစ်သေးဘူးစမုတ်လည်းမရှိတော့ဘူးဒီနှိပ်ကတော့ Oh my god နေဒီကလွဲနေတယ် TH ကလည်းဟိုဘက် smoke တွေစပြီးတော့ခင်းနေပြီကဲ Razy တယောက်တော့ lobby လိုက်ပြီလုတ်ပေးသွားပြီတိုင်းတို့ရေ red face လည်းတစ်ဆက်နေပဲအော်တစ်ဆက်လေးတွေရအောင်တော့ပြန်တော့ကင်လို့ရအောင်မလား PDR တွေ TH ကလည်းဒီဘက်ချက် Ferret တယောက်တော့အမြန်ဖြတ်ထားသေးရဲ့ okay so ဒီဘက် final champion ကိုdo something တော့တွေးခီးတာတွေတတိထားတော့မယ်တိုင်းတို့ဒီမှာတော့တယောက်ပြန်ပြီးတော့ထားလာအောင်မလားကြော်ချိရတော့မယ် red face ရအောင်တော့ပြန်တော့ကင်နေရဗျအားနောက်မှာဆိုလုံးဝတေချာပေါက်တည်ရဲ့တောက်လျှောက်ကောက်ပဲထိုင်ခွဲနေမယ်ဆိုရင်တော့ဒီနေ့2025 PFSN season 4 season ရဲ့ champion ကတော့ဒီ Xavier ပဲဖြစ်တော့မလားဆိုတော့ 2v1 red fish ဒီဘက်ကဘာလေးတော့ရအောင်တော့ပြန်ယူထားတည်ရဲ့ဗျမပိကနဲ့ TH ပါတိုင်းတို့Okay, Smaru အရာလဲ